အောင်များတယ်မျိုးစေ့ရဲ့ပဲမဆက်ရမည်ပြီးတော့ပဲမဆက်ရမည်ဆိုတော့ဒီရေဆုံးမှတ်ထဲဝင်လိုက်ပါဒီတက်ထိုင်ကောင်လေးကိုလိုက်ပါအဲ့ဆိုရင်မြားလေးနဲ့တူဒီနေရာကိုပြပေးပါလိမ့်မယ်နော်ဒီလို ရ ရော င်းနဲ့ များ မှဒီလိုလက်ဆောင်လေးတွေ့ရင်ယူပါတော့တော့ကြတော့တယ်မရလိုက်ပါဘူး အလန်တိုင်းတော့ပါမင်းမင်းညာလေးမမောင်းဆိုင်ကမောင်းတော့ကြည့်ပြီးတော့နေပါ ဘူးတော့ရင်တော့တောင်းမှမယ်လို့ပါမွေးလေးမကောင်းနဲ့တွားရပါတွိုင်းနဲ့ရောက်သွားတယ် ရောက်ပါပြီသူနဲ့စကားတော့ပြောပြီးတော့ချင်းလေးထဲမှာကိုလိုချင်းနဲ့မြေကွက်တွေမျိုးစေ့တွေဝယ်လို့ရပါတယ်ဒါပေမဲ့သူက level ကန့်တက်နဲ့ limit တော့ရှိပါတယ် ပြင်ဆိုင်တဲ့ရဝယ်လို့ရတယ် ဒီရောခဲညီဒီနဲ့အလိုပဲရပါတယ် ဝယ်ပြီးပါပြီ နောက်တဲ့ဟာရောမပွင့်သေးပါဘူး ပြင်ဆိုင်ရတော့ ခုဆိုရင်တော့အားလုံးသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ် အားလုံးပဲပါ ဒါတော့ကြုံလို့ပေါ့နော်ဒီလိုပပယ်လေးတွေ့ရခါကြရင်ကောင်းတဲ့တော့တက်လိုက်ပါအမှန်တက်ဆောင်ရပါဒီအောင်မျက်မှန်တက်လိုက်ကြတော့ပါတယ် Hello guys ဒီကိုအမေးများတယ်ပြင်ဘယ်လိုစိုက်ရမလဲမျိုးစေ့ပဲမှာဝယ်ရမလဲဆိုတာကိုပြပြပေးပါမယ်ရေဆုံးမှတ်ထဲဝင်လိုက်ပါအခုကြည့်ပြထားတဲ့ကောင်လေးကို track နှိပ်လိုက်ပါအဲ့ဆိုရင်မြားလေးနဲ့တူဒီနေရာကိုပြပေးပါလိမ့်မယ်တွားရင်းနဲ့လမ်းမှာဒီလိုလက်ဆောင်ပုံလေးတွေ့ရင်ယူပါဒီအောင်နောက်ကျတော့တဲ့မရလိုက်ပါဘူးဒီဆိုင်ကမောင်းတော့ကြည့်ပြီးတော့နည်းနည်းမူးသွားရင်တော့တောင်းမှမယ်လို့ပါမွေးလေးမကောင်းနဲ့တွားရပါကဲအခုဆိုရင်တော့ရောက်ပါပြီသူနဲ့စကားတော့ပြောပြီးတော့ချင်းလေးထဲမှာကိုလိုချင်းနဲ့မြေကွက်တွေမျိုးစေ့တွေဝယ်လို့ရပါတယ်ဒါပေမဲ့သူက level ကန့်တက်နဲ့ limit တော့ရှိပါတယ်ဒီရောခဲညီဒီနဲ့အလိုပဲရပါသေးရဲ့နောက်တဲ့ဟာရောမပွင့်သေးပါဘူးခုဆိုရင်တော့အားလုံးသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဒါတော့ကြုံလို့ပေါ့နော်ဒီလိုပပယ်လေးတွေ့ရခါကြရင်ကောင်းတဲ့တော့တက်လိုက်ပါအမှန်လက်ဆောင်လေးရပါအထီအောင်မျက်မှန်တက်လိုက်ကြတော့ပါ